တလောရှားသီးသူတန်တွေကြားထဲမှာမိသားစုအတွက်လမ်းမထက်ရုံးကန်နေရတဲ့စိုက်ကားဆရာကြီးတွေရဲ့အပူပင်တွေကိုတစ်ပတ်တစ်လမ်းကနေတက်တာစေဖို့မဟာနဲ့မိသားစုကြီးထွက်ခဲ့ကြပြန်ပါပြီပြီးခဲ့တဲ့ရက်ပိုင်းကကျင်းမြင်နိုင်တဲ့အလုံးမျိုးနဲ့တစ်ခွင်မှာရှိတဲ့စိုက်ကားဆရာကြီးတွေစီအရောက်သွားပြီးအရေးအဝါဒဖြစ်စေမဲ့မိုးကထီကြီးတွေကိုလူလန်းပေးခဲ့တယ်လို့အခုတစ်ခေါက်မှာတော့ကျွန်တော်တို့မဟာနာဖွဲ့သားတွေမြောက်တကုံမြို့နယ်တဲ့အထိထပ်မံကွင်းဆင်းပြီးစိုက်ကားဆရာကြီးတွေစီလက်ဝယ်အရောက်ပြောင်းတွေနဲ့အတူအခီးတွေကိုထပ်မံဖြန့်ဝေပေးခဲ့ပါတယ်ဗျာဆရာကြီးတွေရဲ့ရိုးသားတဲ့ပြောင်းတွေဟာကျွန်တော်တို့တော်တော်တကယ်ကိုပီတိပါပဲမဟာနဲ့ရဲ့အခုလိုမျိုးရေကန်းတဲ့အစီအစဉ်ကိုနောက်ထပ်ဗေမြို့နယ်တွေမှာထပ်မြင်ကျင်ကြသေးလေအမှန်မှာအကြံပြုခဲ့ပါအောင်နော်ဘလို့ချိန်မျိုးမှာမစိုးအမြဲတမ်းနားမှာရှိနေပါမဟာနဲ့